ပြန်လာတယ်ဒီမှာဇလိုက်တွေစားတောက်စားကြီးပေါ့နော်တော့ဒီမှာငါတိတာဘူးနဲ့ဒီမများနေပေါ့အိမ်မှာဘာသိမရှိတော့ဒီလိုပဲကျွေးရအောင်ပေါ့နော်လောဆယ်တော့โอเคမှာဒီပေါ်လောနေပေါ့နော်ဇွန်ကလည်းဟိုမင်းတို့မီခေရဇွန်ပေါ့နော်နောက်ဒီโอเคမွေးလည်းမွေးပေါ့နော်ဝက်ကြည့်အောင်သူကခွေးအားကောက်ကြိုက်ရမရအောင်ရှောက်လို့မရအောင်ဟုတ်လားဒီတော့ထင်တာဒီရေပေါ်လို့ဆိုရင်အရသာမရှိဘူးဆိုဒီမှာခနောတော်လေးတတော်လေးတော့ပြစ်ထည့်လိုက်ပါတော့ဟုတ်လိုက်ပါပဲဒီတော့လာပါကောက်တော့ပြစ်ထည့်လိုက်ပါတော့အဲ့ဆိုရနေစီပါဒီမှာဒီကောင်ရတဲ့ဒီမှာချက်နေတော့လေဒီမှာဒီကောင်ရတဲ့စောင်းမြုံတွေပေါ့နော်ဒီတကောင်အိုးမတူမရလာပြန်ပြီပေါ့နော်သူမရဒီလိုပေါ့โอเคသူမရလာချောင်းရပေါ့နော်မင်းကတာလေးကိုပါလာလောက်ရပေါ့နော်ပြောချင်တယ်စတာဝတ်တော့ခလီရတော့မှသူမေးစီမှာလိုက်သွားတော့နှုတ်စာလို့တော့မသိဒီတော့ခေါ်ရတဲ့ကောင်ပြန်လာတယ်မြောက်ဒီကောင်ကျွန်တော်နားရကက်မြောက်ဘာလို့ဆိုတော့ငယ်ရစာကျွေးရပါတော့ငွေပါတိုက်သူ့မိရအဲ့လောက်ထိမဟုတ်ခွေးရတဲ့ကောင်ချစ်စရာလေးပဲနေရှိရโอ้လိမ္မာရဲ့โอ้ဟိုမှာအဖြူကောင်ဒီအဖြူကောင်ဆိုမနေ့ဟိုမြောင်းထဲမှာကြာပါမနေပြန်ထုတ်ရပါတော့တနိုင်တော့ကြာသွားတယ်ဒီအဖြူကောင်နေရဲချိုးပြီးသွားပြီဒီမှာအိုးဒီမှာခွေးရတော့အမ3ကောင်အထီး4ကောင်ပါနော်ဒီမှာဒီကောင်ဆိုအထီးပေါ့ဒီကောင်ဆိုရင်အဖွာရင်းနဲ့တူတယ်ညပြောအဖွာရင်းနဲ့တူတယ်ဆိုးရဲဒီသူပုံစံမရှောက်လို့မရဘူးခွေးပုံစံရဟာတာပဲဟိုမှာသူ့မိနောက်လိုက်သွားတဲ့ကောင်ခုပြန်လာပြီပေါ့နော်ကျွန်တော်စီမှာသူ့မိနောက်သူဝေးလိုက်မြေပါဖြစ်ဆိုကြောက်ပြန်လာပြီပေါ့ကျွန်တော်စီမှာနောက်ဆိုတော့ပြန်လာပြီပေါ့နော်အခုကျွန်တော်ချက်တဲ့ငါတိတာကိုစူအောင်အရင်စောက်တော့ပေါ့နော်စူပြီးမှနည်းပေးအေးပြီးကျွေးမှာတော့ဒီမှာလောဆရာသမီးကဒီလောက်ပဲစီးပေါ့ညချက်လာဒီမနေ့လောက်ပြလာချက်ရဆန်နေပါတော့ဝယ်ပေးရအောင်ဒီစလိုက်တွေတော့ပေါ့နော်တရက်ဒီကောင်ရအများဆုံး80 80လောက်ကောက်တော့ပေါ့ကျွေးရတယ်ဒီလောက်အခါ150 180လောက်ပဲရတယ်ဘာဖြစ်ပါဒီကောင်ကျွေးတယ်ဒီလောက်ထိမဟုတ်ပါကျွန်တော်အတွက်တော့ဘာမှဖြစ်ပါတော့ကြည့်လိုက်အိုးတို့ပြောနေအေးစေးပဲမဒီကောင်ကျွန်တော်အချစ်ဆုံးကောင်ပါနော်ဟာစလိုက်ပေါ့ဝတ်တော့လေးပေါ့နော်ဒီကောင်ရခုကစားနေပါနော်ဒီဘက်စားပြီးတော့ကစားကျွန်တော်ပြက်လိုက်တို့အပြင်ထွက်လာတို့ကျွန်တော်အိမ်မရှိတို့ဒီအိမ်ထဲမှာနေတယ်ပြီးဟိုနားမှာနေပါနော်ကျွန်တော်ခုအိမ်ပြရတော့တို့အပြင်မှာထွက်လာကစားပါကျွန်တော်မရှိတို့ဘာလုံးမရတို့အိတ်တက်ပဲခဏကြိုက်ပြသမီးကျွေးတဲ့ဗီဒီယိုလေးအဆက်လေးပြတင်ပေးပါနော်ခုရတော့ဒီလောက်ပါပဲကျေးဇူးပါ